ရာထောင်ချီနဲ့လာတာရှိဒီရဲ့ဒီနေ့ဒီနိုင်ငံရဲ့ချုပ်ချာခိုင်မာစေအောင်ကာကွယ်ကစောင့်ရှောက်ခဲ့သူများဆရာအဲ့မှာမတော်တော့ကျုပ်ကမခေါ်နဲ့ရောခေါ်လေကျုပ်ကအသက်ရှင်မှာမဟုတ်ဘူး ပဲဖြစ်မလဲဘူးကျွန်တော်တက်ခွင့်မှုတယောက်ကိုတိုင်ရတူနဲ့ကျွန်တော်မထားခဲ့နိုင်ဘူး ဟေးလူခင်ဗျကျုပ်ပြောတော့နားထောင်အဲ့ကောင်ကြီးကျုပ်ချင်ကြမယ်ပြီလို့နောက်ကနေပြီးလိုက်နေတာဒီတိုင်းဆိုရင်တေရှင်ဖိုက်ခံရမှာအေးရှင်ဖိုက်ခံရဘာလို့မလဲသိလားဗီဒီယိုရိုက်မယ် Facebook ပေါ်တင်မယ်တက်မတော့သိခါကြောင်လုပ်မှာပြီးရတယ်တတ်မှာပဲဒီကောင်တွေကနိုင်ငံတက်မတော့မဟုတ်ဘူးတောင်းကျန်းသူဘာစီကံမလိုက်နာတဲ့ကောင်တွေမဟုတ်ဘူးသူတို့လှုပ်ချင်အောင်သူတို့လှုပ်မှာ ဘာပဲဖြစ်ဖြစ်ဗျာအတိတ်ခံပြီးတော့ရှာမယ် ခုချိန်မှာအเจ้าမဲ့အင်အားအယောခံလို့မဖြစ်ဘူးဥက္ကရိထောက်ကိုရမှာခဏကူတော့တေးမှုစစ်ကြောင်းနဲ့ရအောင်ပေါ့ခဏတော့တော့တောက်ယူอ่ะကျုပ်လက်ကတစ်ဖက်ပဲကောင်းတယ်ပြစ်နိုင်တော့ဘူးဟဲ့ဗမာစစ်သားတွေလက်နက်ချမင်းတို့ငါတို့မတတ်ချင်ဘူးအိတ်ကိုင်းမနေတော့ပြောပြောချီလီ ဆရာကြီးတော်အေးဆေးပဲဟာကျွန်တော်လည်းရပါတယ် မိကောင်တွေထေးတော့စွတ်ပြစ်မနေတော့ကြားလား ဟုတ်ကဲ့ဆရာ ဟေးမိကောင်တွေထေးတော့စွတ်ပြစ်မနေလို့ဆိုတာမိကောင်တွေအတွက်လည်းကိုယူ အိမ်ငိုင်းနေသူနှိုးလိုက်တာပါဆရာကြီး ဟုတ်ပါပြီစကရောင်စားနဲ့လာကြုံနေတယ်ပြောထေးတော့တော့များသွားရင်မကောင်းကြားလား ဟုတ်ကဲ့ဆရာကြီးတော်တော်ဆရာတော့ခဏလောက်ပြအေးလိုက်ရှင် ပြောပါမင်းနိုင်ဝဲတော့ခဏလေးလိုက်မင်းနေမှာငါစောင့်ပြီနော် ဟုတ်ကဲ့ဆရာဟုတ် ဟ
ညာတယ်တညောင်းတစ်ချောင်းလောက်နဲ့ပြင်နေရအခုလည်းနားပြန်ပြီတန်းလိုက်စမ်းပါနေတော့ကောင်းလည်းမရှိတော့ငါလည်းအေးစိနားလို့ရမှာလာသားကွာစွတ်ပြစ်မနေနဲ့ကွာကြည့်ကိုချွေတောင်းမင်းမေလေးနဲ့အဝေးမှာရှိသေးတယ်ကြားလား ဟုတ်ဆိုင် စကားမရေပါလေနည်းနည်းကြပါမင်းတို့ငါတို့ဝိုင်းသားတယ်မင်းတို့မျောနေတဲ့စစ်ကူကလည်းဒါမှမဟုတ်တော့ဘူးမင်းတို့နဲ့လက်နက်တွေငါတို့အသာကြီးအပ်ပါမင်းတို့သွားခြင်းတဲ့နေရာကိုငါတို့လိုက်ဖို့ပေးမယ်နည်းနည်းကြပါ ယူရဲတော့ကွာစောင်းရတန်းလိုက်စမ်းပါအားဆောင်နဲ့စားရှိမင်းကိုတန်းလိုက် ဒီဘန်ကာဘောတော့ဘယ်ကောင်းမှမတက်နဲ့ကပွေးတဲ့စနိုက်ပါဒီဘန်ကာဘောတော့စော်ကြီးပြနေကြတာနော်အောက်ကနေပဲပြဆက်လက်ပြတနေရာနဲ့မပြနေမြတ်စိတ်ပြကျော်တရားမင်းတက်စိတ်ကငါထိန်းထားလိုက်မင်းဒီမှာဆက်လက်နဲ့ထိန်းထားကြားလား ဟုတ်ကဲ့ပါဆရာထောင်ကိုချောင်း ကြောင်ရှိတ်ခိုင်း90ဆိုတာပြစ်ပေးကြထားလား ဖះမို့ပိုင်မတခြားပြစ်တယ်မှာဘာလို့ကြောက်ပေါ်ထောင်းကြလဲဖះဝင်းစောခြံစိုးဖြတ်ပြီးတွေ့လားရေခွေးမချစ်လက်ပြပေါင်းတောင်းလေကွာ ဟုတ်ကဲ့ပါ ညီလေမင်းတို့စခန်းမှာရှိရတဲ့ကြံသေးလား စိုက်စံတော့ထိတဲ့ဘွယ်မှာဘယ်နှလုံးဆွဲလိုက်တော့ တစ်လုံးဆွဲလိုက်ပါလေဘိုးကြီးနှလုံးကြံပါသေးတယ် ကိုမေးတာမထောင်ရသေးတဲ့ရှိရတွေကိုမေးနေတာငါညာ နှလုံးကြံနေတယ်ကိုကြီးဘာလို့ရှင်လို့လဲ ထက်ဆင်ရမှာပေါ့ကွာရှေ့ဘက်မျက်နှာစာမှာတစ်လုံးအနောက်ဘက်ခြမ်းမှာတစ်လုံးထက်ဆင်ရမယ်ကွာ မလဲတော့ထင်တယ်ကိုကြီး
ဒီကောင်တွေအကုန်ထောက်ထားတာညနာနဲ့ပြက်မှာကိုကြီးမမြင်အောင်ထောင်းမှာပေါ့ငါညာဒါတွေအလကားဖြစ်သွားလိမ့်မယ်ကွာမထောင်းရင် တဲ့ဝင်တိုးလို့တော့မဖြစ်ဘူးကြီးတက်ကွင်းနဲ့ဝင်မှရမှာ တဲ့တယ်မရလဲရတယ်လို့တော့ထောင်းမှာပဲဆရာကြီးကဒါတွေအလကားဖြစ်ခံလို့တော့မရဘူးဗျာပြီးလိုက်ထောင်းမယ်ဗျာထောင်းတဲ့သူရှားအကယ်၍ထောင်းမဲ့သူမရှိရင်ကျုပ်ကိုယ်တိုင်ရအောင်ထောင်းမယ်ဖြစ်အောင်လုပ်ပြမယ်ဗျာ ဟုတ်ကဲ့ဘူးကျွန်တော်လွတ်လိုက်ပါမယ်这个棚里的教育没把他弄个年丢。ကျွန်တော်တက်စီကိုတမင်ချွတ်ဆန်းလာယူပါ背着马呗，给我检查，快拿这位。ကျော်ပြ ဟုတ်ကဲ့ဆရာကြီး ရှစ်တော့ဘူးမင်းဘေးစင်းတော့စင်တာဘာမှဆင်းရတာ ည2နာရီလောက်တော့သွားဆင်လိုက်တာလေ ရှစ်တဲ့မှာပဲဆင်းရတာ ဟုတ်တယ်လေဆရာကြီးဘေးတိုက်ဆိုတိတ်မရမှာဆိုလို့ရှစ်တဲ့ရပဲဆင်ခဲ့လိုက်တာ ဟာမင်းကွာမကြောက်မလန့်နဲ့ အော်ဆရာကြီးရကြောက်လို့ည2နာရီကျော်သွားဆင်တာပေါ့ မင်းဘိုးကြီးရောတရင်ပုတ်ပြီလား သူလည်းသိတယ်လေ ဟမ်ဟဲ့ဘာလို့မလာမပြောတာ အော်ဆရာကြီးအိပ်ပျော်နေတာကြည့်ပြီးတနာလို့ပါ ဟာမင်းရလဲကွာအိပ်ပျော်နေတာမဟုတ်ပါဘူးနည်းနည်းလေးပေးနေတာပါကွာဟာဘိုးကြီးတော့ငါတမျိုးထင်တော့မှာပဲ သူကိုယ်တိုင်ကမနှုတ်ခိုင်းတာပါဆရာကြီးရ ဒုက္ခပါပဲကွာ သူလည်းသဘောပေါက်ပါတယ် တော့ရောဟာမစကေဆရာကြီးကျွန်တော်တို့ထမင်းမစားရတာ2ရက်တောင်ရှိနေပြီဒီဘီစကစ်နဲ့ဘယ်နဲ့တောင်စားနေအောင်မသိဘူး ချိန်တိုင်းတော့လည်းပြီးသွားမှာပါအဓိကခဲရန်ကွာကြည်စံမရှိလို့မဖြစ်ဘူးလောလောဆယ်တော့မင်းထောင်ထားတဲ့ရှေ့ထုတ်ကိုပဲငါတို့အောက်ကူကမှာပဲ ရောင်ရှိရရောင်ရှိတယ်ကြီးအောင်ပါနှစ်ယောက်တန်းစီးရတယ်ခန်းထဲမှာရောက်နေတာလားရတာကြီးဘယ်လိုရတာလဲ
မာလာပြေရော6ထိထားတယ်ရထားလားဘုံဘုံရောဘယ်လိုလဲပိတ်ထားတယ်တစ်ချိန်ထိန်းထားတယ်ဖွက်လို့မရဘူးဖြစ်နေရထားလားစစ်ကူစစ်ကြောင်းနောက်ဆုံးချိန်နေဘယ်လိုရှိလဲ ရန်ရှင်းစစ်သည်2ယောက်ကြာဆုံး3ယောက်တန်ရာရတာပါတယ်ခင်ဗျရန်ရှင်းခွဲတက်ရတော့အဆက်အသွယ်ပြတ်နေပါတယ်ရန်ရှင်းတင်ပြချက်အရဒီကောင်တွေအခုချိန်ကြီးပိတ်ထားပြီးတော့ထိတွေ့မှုဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျ ပြစ်ကူပေးတာမထိရောက်ဘူးလား ထိရောက်တာတော့ထိရောက်တယ်ဒီကောင်တွေကချက်ချင်းအရာဖြစ်တော့ပိတ်ထားနိုင်တယ်လို့ပဲပြောတယ်ခင်ဗျ ဖောက်ထွက်ဖို့မရှိဘူးလားကွာလမ်းကြောင်းမရှာဘူးလား ဒီကောင်တွေကမိုင်းကိုအပြည့်ထောင်တာတွေပြောတယ်ခင်ဗျ လမ်းကြောင်းတော့ရှိမှာပါကွာဒီကောင်တွေကလည်းလေအပြစ်လဲခံရမိုင်းတွေလည်းနေရတော့ခတ်မှာပေါ့ဒါပေမဲ့ဒီအိမ်ထားလို့တော့အဆင်မပြေဘူးဒီကောင်တွေကုန်စားသွားလိမ့်မယ် ဥက္ကဋ္ဌလှုပ်ရှားလဲတူတူပဲပြောမှုကြီးစကမ်းမှာလည်းရိတ်ခါကိုခဲရအောင်နဲနေပြီခင်ဗျ တိတယ်ကွာတိတယ်ဒီကောင်ဖလူကတက်လာတဲ့စစ်ကြောင်းကိုဖျက်ပိတ်လိုက်တာလည်းတိတယ်ငါတို့မှနီးလန်းတော့ရှိပါတယ်ကွာငါညီတွေရဲ့တက်တီတွေနဲ့ပေါင်းလိုက်ရင်ဒီကောင်တွေလမ်းကျသွားစေရမယ်မိုက်တော့တရားရမြောက်ကိုချားတိုင်ရပြီရောဟင် ကိုဘက်ကရောက်သွားပြီကွာ ကိုလုံးရောက်သွားလား အေးဟုတ်မယ်ထင်တယ် ဟမ်ကိုလုံးမသိဘူးလားဒီမှာရောဘယ်ရောက်ကြံနေသေးလဲ မင်းတို့ပဲကြံတော့ရထင်တာပဲ ဩကိုလုံးစေးဝဲဘာမှမသိဘူးဖြစ်နေရဘူးကျွန်တော်ရှိဝဲ20ရောရောက်သွားပြီ ဘာ20တော့ဟုတ်လား အဲ့ထက်များဖို့ပဲရှိတယ်ကိုလုံးမတော့မသိဘူးလား ကြတာရော 30ကျော်လောက်တော့ရှိမယ်ရှေ့ပိုင်းကကြာရတော့ကျွန်တော်တို့မသိဘူးကျွန်တော်တို့ကတတိယတုံးမှတက်လာ ဒဏ်ရာရောအရင်နာနေသေးလား နောက်တော့နာတာပေါ့ဗျာရပါတယ်တိုင်းပြည်အတွက်ပဲ ဟောတိုင်းပြည်အတွက်အနာခံနိုင်တယ်တဲ့လားတပ်ဘက်ကရဲဘော်တွေကလည်းတိုင်းပြည်အတွက်ဆိုရင်အသက်ပဲတည်တည်တဲ့အဲ့ဒီတိုင်းပြည်အတွက်ဆိုတဲ့နှစ်ဖွဲ့ကဒီနေရာမှာဘာလို့လာတိုက်နေလဲဆိုတော့ငါစဉ်းစားလို့မရဘူး မအစိပ်ပြက်နေရ ရှင်းကြီးပါပါအောင်ခံအောင်လည်းဘယ်လိုရှိလဲရောင်မကြီးအခုညီလေးဝချင်တာကက်နေရငပိုးရင်နဲ့ချနေတယ်နှစ်ယောက်မို့စားလာတယ်ရထားလားရထား M7 လွတ်မယ်6လုံးပေးပါရောင်မကြီးဘုန်းကြီးကြောင့်ညာဘက်ချက်ကိုပြစ်ပေးပါညီလေးရထားလားဒါပဲရထားကိုတော့ဒါပဲ
တိုင်းမင်းအဆင်ပြေရလား ဒဏ်ရာကိုက်နေတာပေါ့ကွာဖျားကလည်းတက်နေတော့လက်တာပေါ့ တိုင်းအားတင်းလာတော့ဟောဘာမှတပြစ်လာအောင်မယ်နော် မင်းမချေချန်သေးလားကျန်သေးငါ့ကိုနည်းနည်းတော့တိုက်ခဲ့ပါလားကွာ ခဏလေးဆောင်မင်းတို့နောက်တော့ရေယူပြန်လာခဲ့မယ် ကိုမြေဦးကကြာသွားတာလဲတော့ရှိပြီကွာမင်းတို့ကောင်လေးစိတ်သက်ကြပါဆိုလို့ငါမပြောဘဲနေခဲ့တာ အဲ့ဒါဆိုမင်းကကြာပြီးသွားရတဲ့သူနဲ့နှစ်ညတော့အိမ်နေရပါ ဘာထူးပါလဲကွာသူလဲတည်လူငါလဲတည်လူတချို့တော့ငါတို့ညကတကျင်းတဲ့တူတူဖြစ်သွားနိုင်သေးတာပဲတိုင်းငါပြန်လာခဲ့မယ်နော် ဟုတ်ပါပါ မင်းဘာလုပ်လာလဲမင်းယောက်ျားမဟုတ်လားဟမ်ယူနေလားယောက်မင်းအဲ့ကောင်တေးရှင်နေလေငါဆက်လက်နဲ့မင်းကိုပြင်ချင်းထိုက်ပေါ်တင်ပေးမယ်ဒီအိမ်မသိနဲ့အဲ့ကောင်ကိုပြင်နေမင်းအသေးခံလားယောက်မကန်နိုင်တော့လို့ပါကွာဘာမင်းမခံစားနိုင်ဘူးမခံစားနိုင်မင်းခဲထူးလားဟဲ့ရှာတာခါဘတ်တက်ထားစစ်သားမဟုတ်လားမင်းဟမ်ဒီနေမိမှာအဲ့ကောင်တွေငါတို့ဘယ်နှခါနိုင်ဘူးလို့လဲအဲ့တော့မင်းမသိဘူးလားမင်းဘာရှာလို့ညာလဲဟဲ့နိုင်ထွေးမင်းတန်ရဘလောက်နားလဲဆိုတော့ငါသိငါလည်းတန်ရရဘူးလို့မင်းဘလောက်ဒီခံစားနေရလဲဆိုတော့ငါနားလေတယ်ငါတန်ရရတော့မင်းနဲ့ပုံများတယ်ဟဲ့မင်းတို့ရှေ့မှာရှိနေတဲ့ဆရာကြီးကစိတ်တက်တကူတည်းနဲ့အသက်ရှင်လာကွာ
စက်မရှိဘူးလားအားတင်ထားစမ်းပါကွာ ကျွန်တော်တို့ဒီကောင်လေးဘယ်လောက်ကြာကြာခံချရအောင်ပါလဲဒီကောင်လေးကျွန်တော်တို့တက်လုံးတော့ပါဗျာ ဟာခေရမိတဲ့လည်းကြည်စံထဲတွေဒီကောင်လေးတက်မလို့ရဘူးအေးအဲ့လိုကြည်စံထွက်နေဖို့ကမင်းအသက်ရှင်နေဖို့လိုတယ်စောက်ယူရဲ့ကြားလား ကျွန်တော်အခုဥက္ကဋ္ဌစကန်နာကိုရောက်နေပါပြီမကြခင်တရင်ကောင်းကြားတော့မယ်စောင့်ကြည့်နေတော့ဘလို့လဲမိုက်တယ်မလား ဟေ့ဒေးဗစ်ဟေ့ဟေ့ဒေးဗစ်ဟေ့ မို့ဗီဒီယိုရိုက်မယ်နော်အခုတော့မေးပြစီမို့ဘယ်ရွာလဲဗျ ဥက္ကဋ္ဌ အခုဒီတိုက်ပွဲရှောင်ရောက်တာတော်တော်ကြာပြီလားမို့ မနေ့ကလေ ဥက္ကဋ္ဌမှာတိုက်ပွဲတော်တော်ပြင်းလာမို့တနက်တွေတော်တော်ပြစ်လာလို့ ဟိုးအောင်တော့ဘုံပြစ်တာမြေကြီးတောင်ခဏခဏတုံတာ ဥက္ကဋ္ဌစကန်ချင်းနေဘယ်လိုရှိလဲမို့ကြာသွားပြီလားစကန် ဘယ်လိုကြမလဲတက်ကပြေးပြီးခံလာလေ ကရင်တက်တွေကအော်ပြီးစခန်းနာသွားလိုက်ပြန်ပြေးလာလိုက်ခဏကြာပြန်အော်ပြီးသွားလိုက်ပြန်ပြေးလာလိုက်ဖြစ်နေရအောင် တက်ဘက်ကရောအင်အားများလား တပ်ဖက်ကတော့20 30လောက်ပဲရှိမယ်ဒီဘက်ကတော့မနေဘူးခဏကြာကားတွေရောက်လာလိုက်လူအစ်စ်စင်းလူနာတွေတင်ပြန်ထွက်အဲ့လိုလုံးညာနေမှမနေရအများကြီးရှိမှာပေါ့ ဒဏ်ရာရတဲ့လူတွေရောများလားဘယ်မှာခုကြလဲသူတို့ ဒဏ်ရာရတဲ့လူတွေတော့များတယ်ဗမာကုလဲဆိုတော့ပြောမထီဘူးလေ စကန်မကြသေးတာတေးကြတာပေါ့ ငါတို့တက်လာတဲ့အထိတော့မကြသေးဘူးငါတို့တယောက်မှဖြစ်တယ်ဆိုရင်တော့ပြောမထီဘူး ဒီမလေးဒါအမလက်မှတ်ထိုးလိုက်ပြီးကျန်တာဆက်လုပ်လိုက်တာနော်ဟယ်လိုဆရာ အေးတင်လိုက်တော့နော် ဟုတ်ကဲ့ဆရာဟုတ်အခုပဲတင်လိုက်ပါမယ်ဟိုဆရာလဲလုံခြုံရေးကိုကျူးဆိုင်အောင်နော်ဆရာ အေးငါ့ကိုစိတ်မပူနဲ့ငါအဆင်ပြေတယ်တရင်ကမမြန်တင်တော့ ဟုတ်ကဲ့ဟိုဆရာပေါ်ပေါ်တင်တင်လဲမနေနဲ့အောင်နော်ဆရာကိုတော်တော်များများသိကြတယ်ဆရာရဲ့ ဖုန်းတော်နိုင်ပြောနေရပါဆိုငါ့ကိုဘယ်လိုလုပ်သိမလို့ဟာတရင်ကမမြန်တင်စမ်းပါငါပြန်လာမှအဝပြောဟုတ်ပြီလား အမိုးအမိုးကိုမေးစားရှိလို့ရလား မင်းလေဖြေလို့ရရင်ဖြေတာပေါ့ အမိုးကဗမာစစ်တပ်နဲ့ KM မျိုးတိုက်ပွဲဖြစ်နေရအောင်ဘာလို့ဗမာစစ်တပ်ဘက်ကနေပါနေရလဲအမိုးကတမီးတော့ကရင်နေမဟုတ်ဘူးလား ဟ
ဟာနေကအမိုးစစ်တပ်ဘက်ကပါတယ်လို့ထင်နေတာ哦တကယ်ဆိုအမိုးကရင်ဗမာစစ်တိုင်နေတယ်လို့ဒုံကြည့်ထားတာမှမဟုတ်တာဘသူကကရင်ပြည်နယ်ကိုငင်းကြမ်းစီချင်တာလဲဘသူကကရင်တွေကိုတိုးတက်စီချင်တာလဲဆိုတော့စိတ်ရင်းစေတနာကိုပဲကြည့်ရလေကရင်မြန်မာ KNU လေစပွဲတွေဖန်နေနေတာအမိုးမကြိုက်ဘူးလေနော်အဲ့ဒါပါပဲအမိုးကဘယ်ဖက်မှအားပေးတာမဟုတ်ငင်းငင်းချမ်းချမ်းဖြစ်အောင်လုပ်မဲ့လူကိုပဲအားပေးတာဒါပဲ ဘယ်လိုမထားဘူးလားဘာလို့လဲတနေ့ကုန်ရက်နေရတော့နားကျင်တာရောစကားပြောချင်တာရောကြောင့်ကျွန်တော်ဒီမှာထိုင်နေဆရာကြီး ဆရာကြီးရောမင်းတို့လိုပဲပေါ့ကွာဖျောက်ကြည့်လေလို့မင်းတို့ဖားတွေဘော drone နဲ့ကြည့်နေလိမ့်မယ် အားသာပြုမဆရာကြီးရဲ့ဒီမှာမီးပဲကြီးလို့ရောဖော်လို့တော့မရဘူး
ဆရာကြီးပြောစစ်ကူလာနေတယ် ဒီလေစစ်ကူလာနေတော့မှာပဲဒီကုနာကြားလိုက်တဲ့တဝက်ကစစ်ကူစစ်ကြောင်း ဒါဆိုဒီကောင်တွေကဒီကိုလာတဲ့စစ်ကူတွေကိုဖျက်တိုက်နေ ဒါပေါ့ကွာ ဆရာကြီးပြောရဟရင်လည်းလာဖို့ရှိတယ်ဆို ဒီကွာတိုင်းလင်း high school လာနေတော့မှာပဲလောလောဆယ်လာနေပြီလို့သဘောထားလိုက်ပါ ဟဲ့အောင်ကြောမင်းတော်တော်ရှာရှိတဲ့ကောင်ပဲတိုက်လျင်ပဲဖြစ်ဖြစ် husky ပဲဖြစ်ဖြစ်သူတို့လာမလာအဲ့ဒါမင်းလို့မဟုတ်မင်းလို့ကဟိုကောင်ဒီစခန်းပေါ်တက်မလာအောင်ပြစ်ဖို့ပဲ ဟာဆရာကျော်လည်းဟိုကောင်တွေကဒီစကန်းနဲ့တော်တော်နီးနေပြီဗျာသမင်းကလည်းမစားရအေးရတယ်တော့ဘယ်ခံနိုင်မလဲအဲ့ထက်ပိုဆိုတာလေခြံစည်းကနှစ်ထပ်ပဲကျန်တော့ရဆရာကျော်တချို့နေရာတွေဆိုတော်တော်အောင်ပေါက်နေပြီအဲ့အရာမရှိတော့လို့ရှင်လေကျွန်တော်အကောင်လစ်ပြီ မင်းပြောတဲ့ခြံစည်းကိုနှစ်ထပ်ဖောက်ပြီးတော့ဒီကောင်တွေတက်လာရင်တော့ဘာကြီးလဲကွာနောက်ထပ်စီးယူတွေကြံပါသေးတယ် ဟာဆရာကျော်လည်းဘယ်မှာရှိတော့လို့လဲအဲ့အရာအကုန်လုံးပေါက်သွားပြီအဲ့ကောင်တွေကျွန်တော်စကန်းနဲ့ရောက်လာမှာပေါ့ အေးမင်းပြောတဲ့ခြံစည်းကိုဆိုတာတစ်တီဝါးတွေမျောတွေကြလန်တွေနဲ့ခတ်ထားတဲ့ခြံစည်းယူတွေတတ်မဲ့စည်းယူပေါ့ကွာဒီတတ်မဲ့စည်းယူတွေမရှိတော့ရင်တော့တက်ရှိစည်းယူတွေကြံပါသေးတယ် ဆရာပြောကျွန်တော်နားမလဲ တက်ရှိစီကိုဆိုတာမင်းရဲ့ငါရဲ့ဟောဒီယာဆရာကြီးတန်းထွန်းရဲ့ငါတို့တက်စုတစုလုံးကတက်ရှိစီကိုတွေပေါ့ကွာငါတို့ရဲ့စောင့်ဖို့ရှိတယ်လေငါမသိရင်ငါစကမ်းမကြစီတာဆိုစောင့်ဖို့ရှိတယ်ကွာငါတို့အားလုံးကငါတို့စကမ်းမကြတော့ကာယံထားတဲ့တက်ရှိစီကိုတွေပေါ့ကွာ ကျွန်တော်တို့အကုန်လုံးကြောက်သွားတယ် ဟေးဒီစကမ်းမှာရှိရဲ့တက်ရှိစီကိုကြာသွားရင်နောက်ထပ်တက်ရှိစီကိုရောက်လာတယ်အဲ့ဒီတက်ရှိစီကိုကြာသွားတယ်ဆိုလိုတာကမင်းတို့ငါတို့တွေစစ်သားတွေမရှိတော့ဘူးဆိုရင်ဒီစကမ်းမရှိတော့ဥကိထဆိုတာလည်းမရှိတော့ပြည်နေဆိုတာလည်းမရှိတော့မင်းတို့ငါတို့ချစ်တယ်ဟောဒီမြန်မာနိုင်ငံကြီးရတယ်ကမ္ဘာမြေပုံပေါ်ကနေပြတ်ဝဲသွားလိမ့်မယ်အဲ့ဒါမျိုးမှတ်ထားကြကဲနားလေးကြအောင်ပြီးအားမွေးထားညကြရင်လှူရှားစရာရှိတယ်ဘယ်တော့ကောင်းဆုံးပါတယ်အသေးစိတ်ကဘိုးကြီးနဲ့တိုင်ပင်ထားတယ်ဟုတ်ကဲ့ပါဆရာ မယ်အကုန်လုံးတန်းစီမယ်အကုန်လုံးဟဲ့မင်းတို့ကလည်းရှေ့ရန်ဆိုပြီးထွက်သွားလိုက်တာငါတို့နဲ့ဘာဆက်တယ်မှမရှိတော့ဘူးနော် ဖုန်းလိုင်းကမိမမိတာဟာ ဟာဆက်လဲပေါ့ဘောဟာ ဘိုးစတာဆက်ကငါတို့ကန်ရတာမှမဟုတ်တာဘယ်လိုပြောမလဲငါတို့မှဒီ icon ပဲရှိတယ်ပြီးတော့ငါမပြောချင်ဘူးကွာ အောင်မွဲတဲ့ကိုနင်မပြောလဲငါတို့ကြားပြီးသားပါဟာ နင်ဘာကြားထားလို့လဲ Facebook ပေါ်မှာပွားလို့ပါဟာဆက်တယ်ရေးတင်းတော့ရောက်တော့လဲဆက်သမားအောင်မွဲပဲလို့ပြောတာပဲ ဘာအောင်မွဲလဲဘာအောင်တာလဲ ဥက္ကရထကိုတိမ့်ပြီးပြီအခုစခန်းထိုင်မှုလူလာခေါ်တာဆိုခုဘာဖြစ်နေလို့လဲ မာစခန်းသိမ်းမှုနင်းနေတော့တာခြံစည်းရိုးနာရောက်လဲပြန်လာကြလိုက်နေအခုကစစ်ကူလာခေါ်တာဟာ ဒါဆိုခုစခန်းထိုင်မှုလူလာခေါ်တာမဟုတ်ဘူးပေါ့နင်းနဲ့တူပါသွားတဲ့သူတွေရအောင် ရေကြီးတဲ့ရောက်တဲ့သူကရှောက်တစ်ဖက်ကရောက်တဲ့သူကရှောက်တယ် နင်ပြောတာဘာဒိတ်နေကြီးလဲဟာ အေးသေတဲ့သူကသေတယ်
ဒါရတဲ့သူကိုဟိုဘက်ကောင်ပို့တယ်မျိုးမသိဘူးလား စခန်းတော့ငါတို့သွားလို့မရဘူးလေဟာနေတော့နဲ့လည်းဆက်တယ်မမရလားဟုတ်ကောင်တန့်စင်ရော ဒီလူနဲ့ဒီလူဒီအဖွဲနဲ့ဒီအဖွဲလာမှသတင်းမောင်ချတာခံထားရလေကွာလေတာပဲအေးဟိုကောင်တန့်စင်ရတော့ဒါအဆုံးသက်တိုက်ပွဲပဲဆိုပြီးတော့ရှေ့တန်းမှာကြံခဲ့တာပဲအောင်ကျော်ကားပေါ်တက်တော့ဘိုးတော်ခေါ်နေပြီဟာငါလေးတော့မယ် အောင်ကြောင့်အဆုံးသက်တိုက်ပွဲပဲဖြစ်ဖြစ်ဆက်တိုက်ရမယ်တိုက်ပွဲပဲဖြစ်ဖြစ်နေရအောင်ပြန်လာခဲ့နော်ငါတို့လူတွေအားလုံးလဲနေရအောင်ပြန်ခေါ်လာခဲ့ ကြိုးစားတာပေါ့ဟာ အောင်ပြင်းမှာရန်ရှင်းရှိလားရန်ရှင်း ရန်ရှင်းရှိပါလေ ယထာညီစက်ကြီးရပို့တဲ့စာရလာတာပဲအားလုံးယထာပါဒါပဲ ယထာညီစက်ကြီးရပို့တဲ့စာတိုင်းဆက်လို့ရလား ကိုချောက်ပါ လှုပ်ရှားပွဲနဲ့လည်းချိတ်ဆက်မိသေးလား လှုပ်ရှားပွဲနဲ့ချိတ်မိပါလေသူတို့လည်း33ပါ ယထာညီဥပဒေထမှာဆုံးမယ်96တာပဲ ယထာပါကိုချောက်96ပါဟုတ်ကဲ့ကိုချောက်ပါဗျကျွန်တော်ပတ်လည်မှာငပွေးအင်အား600လောက်ရှိတယ်ဘေးအိမ်ကြီးကနေပြစ်နေတာဗျညီရသလောက်တော့ RPG မြမသုံးနေဗျတော့တော့ဒဏ်ရာရတဲ့လူများတယ်ရန်သူရှိနေတဲ့အိမ်တွေကိုအဘစီကပြစ်ကူလေးနဲ့ထိပေးပါအောင်ဗျကိုချောက်ပါဗျရန်ရှင်းရှိလားရန်ရှင်းရှိရင်ကြီးလေးပေါက်ပါယထာစီယိုကြီး43လွတ်ဖို့လက်တကန်းလို့စီယိုကြီးတို့ဘက်ကကင်းသမားတွေကိုတေချာမှာထားပေးပါယထာပါညီတို့ဘက်ကတချင်းမမားစင်နဲ့ယထာလားဒါပဲ96ပါဒါပဲ
โอเคညီဝမ်းသာစရာပဲကွာရဲဘော်တွေရောထိခိုက်ရှိသေးလား ဒန်ရနှစ်ယောက်ရှိတဲ့အတိုင်းမို့ ငါတို့လောဆယ်စကန်ဘောက်တက်လို့မရသေးဘူးငါပိုးကြီးရာလမ်းကဖြတ်တိုက်ရင်အင်အားရမ်းများတယ်အပေါ်က drone တွေကိုလည်းဒရီထားနေရတယ် ဟုတ်ကဲ့ဒန်မို့စခန်းဝင်မှုအတွက်ကျွန်တော်တက်ခွင့်နဲ့ကြိုးစားလိုက်ပါမယ် ကောင်းပြီဆက်လုပ်ပါ မင်းစီရဲ့ရှာရကိုငါဘာမှမထိုင်တာပဲရှန်သူတွေနောက်ကောက်လာမှာဆွဲလို့ဘာမှစိတ်ပူနေတယ်ငါညာစကန်တော့ဖက်မှာစစ်ကူစစ်ကြောင်းကလည်းကတ်နေပြီစစ်ကူစစ်ကြောင်းနဲ့လှူရှားစစ်ကြောင်းကလည်းပေါင်းနေပြီဘာမှစိတ်ပူနေကြတယ်ဟုတ်ကို老人，黑人，没有人叫咱们管，没有俺这边是俺搞我听不，没有啥。少主，没马路的，哎，你老爷爷去嘛，没把手的，哎呀，大伯干了，没啊，爷爷单位没有他了，你是看我嘛，路来呀，这里啊，大毛事的话，哎呀，没人对路嘛，没人对路没有，炸了，啊！
တန်စွတ်တွေအားလုံးပြင်ထားပြီးပြီတပ်ပြည်ပုံအားလုံးလည်းအဆင်သင့်ပဲဒီကောင်တွေကျွန်တော်တို့စကောင်တက်လာရင်တော့မှတော်တော်များများသိပြီးမှဒီစကောင်ကိုရောက်ပါစကောင်ကိုရတယ်ကျွန်တော်တို့အလောင်းမရပါဘိုးမှာရှိတယ်ဖုန်းလို့စစ်စစ်ကတ်ကျွန်တော်ပေးပါရှိတယ်ထောက်ထားအားလုံးကျွန်တော်ပေးပါကျွန်တော်တို့တည်သွားရင်ကျွန်တော်တို့နဲ့ပတ်သက်တဲ့ထောက်ထားတွေမသိစေရအောင် Facebook ထဲမှာဓာတ်ပုံတွေတွေ့ပြီးကြံရတဲ့မိသားစုတွေလည်းဝမ်းမလဲစေရအောင်အဲ့တော့ကျွန်တော်တို့ရဲ့ဖုန်းတွေထောက်ထားတွေအားလုံးအဲ့ဒီခုထဲမှာထည့်ပြီးတော့ဒီစကိုင်းတနေရာမှာကျွန်တော်မြုပ်ထားတယ်စကမ်းမကြောက်ကျွန်တော်တို့မသိဘူးဆိုမှပြန်ပြီးတူးယူဝင် ကဲဟဲ့ရှိဒီမှာထောက်ထားအားလုံးဒီတဲ့ထက်ငါမသိပြန်ဆုံးမှာပါမိမရဲ့ငါတို့ရဲ့ဓာတ်ပုံလေးမဖြစ်တော့ပါဘူး 下来，ဆရာကြီးကုံပြန်ရောက်လာလို့တော်သေးရပါဗျာမှောင်နေတော့ကျွန်တော်ပြစ်ကိုပေးလို့မရဘူး ဟုတ်ကဲ့ဝေးတခုတော့သတိထားရမယ်
လက်နဲ့ကြီးတွေရောက်လာနိုင်တယ်ဘိုးကြီး ကောင်းပြီဆရာကြီး ဆိုင်ထိတာလား စိတ်ထိတယ်တွေးနေအများကြီးပဲဆိုင်ကျွန်တော်စိတ်နဲ့တော့တောက်လိုက်လို့အားလုံးလုံးနေရှုံးနေကြတယ်ငါသိရလို့ဘယ်ဖြစ်ပြီလဲဆိုင်ခဏလေးပါဆိုင်ကျွန်တော်စောက်စကားမများနဲ့ထိုင်နေလို့ ဆိုင်ကျွန်တော်ရန်သူရဲ့လက်ထက်ကနေရအောင်ခေါ်ခဲ့ပြီကျေးဇူးပါဗျာ ကြောက်ခါလို့အောင်မင်းတို့ငါပြောခဲ့ဘူးလေပြင်မာကချမ်းစီဦးတွေအောင်ရှိတော့ကိုလာပြီလို့စေကြံနေတာတော့မင်းတို့ငါတို့တော့သက်ရှိစီဦးတွေပဲငါပြူလဲသွားရင်မင်းတို့ကြံတယ်ကြံနေတဲ့မင်းတို့ဟာလေရန်သူတွေဒီစခန်းလေးที่ဝင်မလာနိုင်အောင်တက်ဆုံးပြီးတိုက်ကြကြားလာအရင်ကလည်းတိုင်းပြည်ကိုကာကွယ်ခဲ့ကြတဲ့တက်ရှိစီဝေးများကြီးရှိပြီးသားပါအစင်အားနဲ့တတိကိုနောက်အနာဂတ်အထိလက်ဆင့်ကမ်းပေးနေတယ်မင်းတို့ငါတခုမှားတယ်တက်ရှင်နေလေရန်သူဘယ်တော့မှဆုံးမပေးနဲ့ကြားSay,သွားပါကွာနိုင်သွားပါကွာJai! Jaya! ဟုတ်ကဲ့ပါဗျကျွန်တော်တဲ့စာတင်ကျောင်းကနေအဖွဲ၃ဖွဲခွဲပြီးစုပ်ပါမယ်ခင်ဗျစိတ်ချပါဗျဒဏ်ရာရတဲ့သူတွေကိုအရင်ဆုံးတိုက်ထုတ်ပါမယ်ခင်ဗျငါတပည့်တွေမထားခဲ့ကြဘူးအခြေအနေမပြီးလို့ဒီတိုင်းထားခဲ့တာဟောခွင့်လို့ပါကွာတပည့်တို့ရာမင်းတို့စီရောက်ပြန်လာခဲ့ပြီးတော့အမိသာပြန်ပေးပါပဲအဲ့အချိန်ကြာမှာတို့လည်းထွက်သွားကြပါကွာခုတော့ဥက္ကဋ္ဌထမကြောက်ငါတို့လည်းရှိနေပြီပါကွာ
ဝင်းနေအဲ့တော့မရေးနဲ့စနိုက်ပါနဲ့ပြင်းနေလေအာမဟုတ်ဘူးဒီတော့တော့တိုင်းမှာတော့မဟုတ်ဘူးကျွန်တော်တော့ဘာမှမလုပ်ဘူးဆရာကြီးအချိန်မလို့လေဒီမှာစိတ်ပူနေကိုဒီတော့တော့ပဲတိုးလိုက်ပဲနောက်ကချောင်းစိတ်ပူနေဒီကောင်လေးဒီဘက်ကမကက်ရဘူးစစ်ကုန်းစကြောင်တက်နေပြီတောင်းလာငါဆရာဟုတ်ကဲ့ညပါရိုင်းတာတော့ရရရောကြည့်တယ်ရောဒီလေးနဲ့ဆမန်တန်ခါရခေါ်မှရောက်နေရထားလာတာပဲခေါ်ချောက်တာပဲ这公司找哪来比？找哪？下校，连人在家都要漏。ကျွန်တော်မကြားဘူးဘိုးကြီးတိုက်ဝဲတိုက်တဲ့တိုက်နေကျွန်တော်နားနေဦးနေပြီကျောင်းရှိတယ်လောက်ကျော်ရတယ်အခုလေးတော့ရထားတာပဲကိုချောက်တာပဲရှားတော့လေးတော့နဲ့လေးတော့ရတယ်ဘာလို့စေကူလာနေပြီကွာရှားကြီးကျွန်တော်စကားမကြားတော့ဘူးကြာတာဒဏ်ရာရတာအရင်များနေတယ်။ကောင်လေးတွေကလည်းနည်းနည်းထိတာနဲ့စက်မတက်ရဲတော့အားလုံးတက်ကွင်းထဲမှာရက်နေတယ်။အဲ့ဒါငါသိတယ်။မင်းစစ်ကြောင်းမှုကိုပြောလိုက်။ဟိုဘက်ကလက်နဲ့ကြီးရယ်လေချောင်းပစ်ကိုရယ်ပေါင်းမိနေပြီတော့။ငါတို့စက်ပြက်နေလို့ရှိရင်ငါတို့အားလုံးတိတ်ဖို့ပဲရှိတော့တယ်။ဘောလေးရလာတဲ့စစ်ကူကိုလည်းငါတို့မထိန်နိုင်တော့ဘူး။ငါတို့အားလုံးပြန်ဆုံးမရမယ်။ ขอบคุณค่ะ
ကိုကြီးကျွန်တော်ရဲမိုးပါဗျဟာကိုကြီးဘယ်လိုရောက်လာတာတော့ဒီလိုပဲပေါ့ကွာညီလေးတို့ဥက္ကဋ္ဌသူရဲကောင်းတွေအတွက်ချိတ်ဆက်တဲ့ပို့ပြီးကိုဒီကိုရောက်လာခဲ့တာဂုဏ်ရည်ညီလေးတကယ်ကိုလှလဲဂုဏ်ရည်ညီလေးဟာကျေးဇူးတင်ပါတယ်ကိုကြီးညီတက်ကစစ်တီအားလုံးညီတို့ပါကိုကြီးညီလေးကိုတခုလောက်သူကတောင်းနေလို့ဟုတ်ပြောပါကိုကြီးဒီစခန်းကနိုင်ငံတော်လမ်းကိုလိုချင်နေညီလေးလမ်းညီလေးမအလံလည်းကိုမရှိသေးဘူးကိုကြီးခုမှပါတယ်ညီလေးဒါနဲ့ကိုရအလံဟောင်းယူဘာလို့မလုပ်တော့ဒီလန်အတွက်တက်ပေးသွားကြရတယ်ကိုညီတွေရဲဘော်တွေကိုအမြဲတမ်းတန်ဖိုးထားပြီးဂုဏ်ပြုခြင်းလို့ပါညီလေးရရာထောင်ချီနေလာတာရှိဒီစကားမှာရှိတယ်တက်ရှိစီကိုကြာတော့နောက်ထပ်တက်ရှိစီကိုရှောက်လာတယ်အဲ့ဒီတက်ရှိစီကိုကြာတော့ဆိုလိုတာကမင်းတို့ငါတို့စစ်သားတွေရှိတော့လို့ဆိုဒီစကားမရှိဘူးဥက္ကဋ္ဌဆိုတာလည်းမရှိတော့ပြည်နယ်ဆိုတာလည်းမရှိဘူးမင်းတို့ငါတို့ချစ်တယ်ဟောဒီမြန်မာနိုင်ငံကြီးရတယ်ကမ္ဘာမြေပုံပေါ်ကနေပြတ်ဝင်သွားတယ်ဘယ်လိုလူမစိုးနိုင်ငံကိုချစ်တတ်ဖို့ပဲလို့ရရှိလာရနေနေမေးစီရိုးတွေအားရအောင်ရှိရပေါ့ပါခိုင်မာစေအောင်ကိုရမပဇင်းကြလို့မြန်မြန်လွတ်ပြပါမထားလားတာလေအတားလောက်ထွက်ရိုးကန်ကြပဲလက်တွေနာကိုနဲ့တကူရင်တွေ့ချင်လာတဲ့ကာဝဲကစီတာနိုင်မှာလုံးကြုံနိုင်မယ်ဘာတီအောင်ပြောင်းပြရှိနိုင်လိမ့်မယ်ရ
ရာ